ဒီနေ့ကျွန်တော်ဒီချက်ပေါက်မှာလာပို့ထားတဲ့မိကုံဖြေပါပဲပေါ့နော်အဲ့တော့တချို့ဒီစိတ်နဲ့ဆိုင်တဲ့အရာတွေကိုကျွန်တော်ချက်ပေါက်ကနေလာမေးလို့လည်းရပါတယ်တချို့ကကျတော့ဒီ comment မှာလာမမေးရဘူးပေါ့နော်ဒီစိတ်နဲ့ဆိုင်တဲ့ကိစ္စတွေဆိုတော့တယောက်ကကိုယူလို့ထင်မှလားဆိုပြီးဆိုရင်တက်ကြတယ်အဲ့လိုလူတွေကလည်းချက်ပေါက်မှာလာပြီးတော့ရင်ဖွင့်လို့တိုင်မင်းလို့ရပါတယ်ပေါ့နော်အဲ့တော့ဒီအကောင့်ပိုင်ရှင်ရဲ့ပြဿနာပါလဲဆိုတော့သူကသူအဖေနဲ့မိပေါ့နော်အဖေနဲ့မိကိုသူကဘယ်လိုပြောလဲပြစ်မှားနေမိတယ်ပေါ့နော်ပြစ်မှားနေမိတယ်ပြစ်မှားပြီးတော့အတွေးတွေးနေမိတယ်ကိုကတော့မလုပ်ဘူးဒါပေမဲ့လို့စိတ်ထဲကနေ auto သူထွက်နေတယ်ပေါ့နော်အဲ့ဒါကိုလည်းသူကမကြိုက်ဘူးမကြိုက်တော့ဒေါသတွေထွက်လာတယ်အဖေမိတွေကိုပြန်អော်မိတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ပြဿနာတစ်နေ့ကျော်ပါပြီဘာဖြစ်တာလဲပြောပြမအောင်အဲ့တော့ဒါဒီယောဂါကျွန်တော်ရင်တော့ရှိတော့ပြောပြီးသားပေါ့နော်ဒါ OCD လို့ခေါ်တယ်ကိုမလိုအပ်ပဲနဲ့မလိုချင်ပဲနဲ့စိတ်ထဲမှာအလိုလိုပေါ်လာတဲ့အတွေ့အရှိတယ်အဲ့တွေ့တို့ကမကြိုက်ဘူးမကြိုက်တော့ကိုခေါင်းထုပစ်တာသူသိမို့လဲတခုနဲ့ကိုပြန်ပြီးလှုပ်ပစ်တာသူသိမို့လဲတချို့ဆိုရင်ဒီလက်ကဝတ်တွေကိုပေါ့နော်လက်ကဝတ်ကိုဓာတ်နဲ့မောတာအဲ့လိုမျိုးတွေရှိကြတယ် OCD ဆိုတာယောဂစိတ်ယောဂတစ်ခုပဲပေါ့နော်စိတ်ကျဉ်ကျက်လာရင်ဖြစ်ကြတယ်အထူးသဖြင့်သူကဖြစ်ပြီဆိုရင်လည်းဥမာတိတ်ကိုလေးစားအားကြတဲ့လူတွေအဖေအမေဒါမှမဟုတ်လဲဘုန်းကြီးတွေသို့မဟုတ်လဲကိုဆရာမတွေအဲ့ပေါ်မှာကိုကအဲ့လိုပြစ်မှားတဲ့အတွေ့တွေဝင်တတ်တယ်ပေါ့နော်အဲ OCD ကုသနေကိုကျွန်တော်ရှင်းတော့သင်ပေးပြီပေါ့နော်အဲ့တော့ဒါကိုပို့ပြီးတော့နားလည်လွယ်အောင်ကျွန်တော်ဒီဗုဒ္ဓဘာသာအရဒီတရားစာထဲမှာကြားဝူးတဲ့ဟာလေးနဲ့ရှင်းပြမယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာအရဆိုရင်ဒီကိုမလိုချင်မဲ့နဲ့တွေးတဲ့အတွေ့ဖြစ်တဲ့အတွက်သူကစေတနာကံမပါဘူးပေါ့နော်မပါတဲ့အတွက်ကြောင့်တချို့ကျော်ငရဲကြီးမှလာပါလားတွေးတဲ့ဟာအတွက်ကျွန်တော်အဲ့လိုပြန်ဖြေပေးလေးရှိတယ်ငရဲကြီးတာမျိုးအဲ့လိုအကုသိုလ်ဖြစ်တာမျိုးမဖြစ်ပါဘူးနောက်တစ်ခုကကျတော့ဒါတွေအကုန်လုံးကဓမ္မာယုံလို့ခေါ်တယ်ပေါ့နော်စိတ်ရဲ့စွမ်းအားတွေကတစ်မျိုးပေါ့နော်သူကသူပေါ်နေတဲ့စိတ်ရဲ့သဘောတရားပေါ့နော်သဘောတရားရဲ့တစ်ခုဖြစ်တယ်အဲ့တော့ကိုကဘယ်လိုလုပ်ရမလဲဆိုတော့ဟိုပြစ်မှားတဲ့စိတ်တွေပေါ်လာရင်ပေါ်လာတဲ့အတိုင်းလေးပဲထားပြီးတော့ဒါယောဂအကြောင်းဖြစ်နေတာ OCD ဆိုရင်သူကအဲ့ OCD ကတဖြည်းဖြည်းချင်းတက်တိတ်ပြီးတော့မစိုးတတ်ဘူးအဲ့လိုမှမဟုတ်ဘူးဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးကိုကဒေါသတွေထွက်လာတယ်တခုထွက်ပေါက်ရလို့ညာတခုလှုပ်တယ်ခေါင်းတိုင်နဲ့ဆောင်းတယ်သို့ဒီမို့ဒေါသပိုးပြင်းထန်ထွက်လာရဲဆိုရင်ဒီယောဂမတက်တာဘူးအဲ့တော့တခုတည်းပဲနားလည်လွယ်အောင်ရှင်းပြောပါဆိုရင်ဒါကယောဂရဲ့သဘောတရားဖြစ်တယ်ဆိုတာကိုစိတ်ကလက်ခံရမယ်နောက်တစ်ခုကတွေးရင်တွေးနေတယ်ပေါ့နော်ဒါပဲမှလိုက်သိပြီးတော့ထူးခြားနောက်ကလိုက်ပြီးတော့မတွေးနဲ့နော်ဒေါသတွေလိုက်မထွက်နဲ့အဲ့ဒါဆိုရင်ဒါ OCD ကတက်တာတက်ပါတယ်ဒီကတိကျသေးကြကျတော့နောက်ပိုင်းကျွန်တော်ရှင်းပြထားတဲ့ဟာရှိအဲ့ဒါလေးကြည့်လိုက်ရင်ပို့ပြီးတော့နားလည်သွားပါလိမ့်မယ်နော်